subtotal subtotal function 3နည်းလေးကိုပြောပြမယ် subtotal ကိုဘယ်နေရာတွေမှာသုံးလဲ subtotal ကိုဆိုလို့ရှိရင် filter ထောက်ထားတဲ့အခါမှာဆိုရင်ပေါ်နေတဲ့အမောင့်တွေကိုပေါင်းကျင်တဲ့အခါမှာလည်းသုံးတယ်ဒါမှမဟုတ် row တွေကို hide ထားတဲ့အခါမှာပေါ်နေတဲ့အမောင့်တွေကြီးပဲတက်သုံးကျင်တဲ့အခါမှာလည်း subtotal function ကိုသုံးတယ်ဒါဆိုရင် subtotal function 3နည်းလေးကိုပြောမယ် function 3ပါဖြစ်တဲ့အတွက်ရင်ဆုံး equal လို့ရေးမယ်ပြီးရင် subtotal ဟောဒီမှာ subtotal ဆိုတဲ့ function ကို double click နဲ့လိုက်မယ်ဒါဆိုလို့ရှိရင်ကိုကပေါင်းမှာဖြစ်တဲ့အတွက် sum ပေါင်းမယ်ဆိုတဲ့ဟာဖြစ်တဲ့အတွက် sum function နံပါတ်9ကို double click နဲ့မယ်ပြီးပြီဆိုရင် comma လေးခံမယ်ကိုပေါင်းကျင်တဲ့10ခွက်နမူနာကို2ခွက်3ခွက်လောက်ဆက်လက်မှတ်ပေးမယ်ပြီးရင်ဟောဒီဆက်လက်မှတ်ထားတဲ့တန်းလေးအောက်ထိဆက်လက်မှတ်သွားအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်0တစ်လုံးအရင်နေလိုက်မယ်ဒါဆိုရင် तू ကဆင်းသွားတယ်ဆက်လက်ပဲအထိမှလည်းသွားကြည့်မယ်အကုန်လုံးဆက်လက်မမှတ်သေးဘူးကိုကဒီထက်ပိုပြီးအောက်ထိပေါင်းကျင်သေးတာဖြစ်တဲ့အတွက်နောက်ထပ်0တစ်လုံးထပ်နေမယ်ဒါဆိုရင်အောက်ထိစဉ်းစားသလားကြည့်မယ်ကိုလိုချင်တဲ့အထိ तू ကဆက်လက်မှတ်သွားပြီဖြစ်တဲ့အတွက် enter ခောက်ချလိုက်မယ်ဒါဆိုလို့ရှိရင် subtotal နဲ့ auto ပေါင်းပြီးသားဖြစ်သွားပါတယ်ဒီဘက်ကို formula လေးကူးလိုက်မယ်ဒါဆိုလို့ရှိရင် subtotal ပေါင်းနည်းလေးပဲဖြစ်ပါတယ်ဘယ်နေရာတွေမှာသုံးလဲဆိုရင်အဓိကအပြင် filter ထောက်ထားတဲ့အခါမှာကုမြင်နေရတဲ့အမောင့်တွေကိုကြီးပဲသုံးကျင်တဲ့အခါမှာလည်းသုံးတယ်ပေါင်းကျင်တဲ့အခါမှာလည်းသုံးတယ်ပြီးတော့ row တွေကို hide ထားတဲ့အခါမှာကုမြင်နေရတဲ့အမောင့်တွေကြီးပဲပေါင်းကျင်တဲ့အခါမှာလည်းသုံးတယ်ဒါက subtotal 3နည်းလေးပဲဖြစ်ပါတယ်